ထွက်ပြေးနိုင်ခဲ့တယ်။အဲဒီနောက်ညစာချက်နေတုန်းမီကိုကတခြားကျွမ်းကျင်သူတယောက်ရဲ့ဗီဒီယိုကိုကြည့်နေတယ်။ဒီလူကပထမတစ်ခုနဲ့လုံးဝဆန့်ကျင်ဘက်ပြောတယ်။တရေတွေ့ရင်ဘယ်တော့မှမအော်ပါနဲ့ဇလန်းဖန်တီးပါနဲ့မသိတလို့ဟန်ဆောင်ပြီးအဲဒီကနေထွက်သွားပါမဟုတ်ရင်တင်းစီကိုကတ်သွားလိမ့်မယ်။ဒီကျွမ်းကျင်သူပြောတာမှန်နေတယ်ဆိုတာသိလိုက်ရတယ်။ဘာလို့လဲဆိုတော့မီကိုမော့ကြည့်လိုက်တော့အဲ့ဒီကလေးတရေကသူမရဲ့အိမ်ခန်းထဲမှာရက်နေပြီးသားအဲ့ဒီအချိန်လောက်မှာပဲသူမရဲ့အမေကတနေကုန်အလောက်ရှာပြီးအိမ်ပြန်လာတယ်။မီကိုကသူမရဲ့ညီလေးကိုအရသာမှုယူခိုင်းဖို့လုပ်နေတယ်။ကလေးတရေသူတို့စီလျှောက်လာတာကိုမြင်တော့ကျွမ်းကျင်သူပြောတာကိုသတိရပြီးခေါင်းကိုငုံပြီးမမြင်ချင်းအောင်ဆောင်လိုက်တယ်။တကယ်အလုပ်ဖြစ်ပုံရတယ်။တရေပျောက်သွားတယ်။နောက်တစ်နေ့ကျောင်းမှာမီကိုကအဲ့ဒီထောက်မှာပဲမှုံဝါးဝါပုံရိပ်တစ်ခုကိုထပ်တွေ့ပြန်တယ်။ဒီတစ်ခါတော့သူမသင်ခန်းစာရပြီးငကြက်တက်ပြီးတဲတဲလျှောက်သွားပေမဲ့အဲ့ဒီပုံရိပ်ကသူမနောက်ကိုလိုက်နေတော့မဲကြောင်တောင်တောင်ရောထွေးနေပြီးနောက်မီကိုကရှက်ယွန်စွာထွက်ပြေးသွားတယ်ဒါပေမဲ့အတွင်းစိတ်ထဲမှာတော့နောက်ဆုံးတော့စိတ်အေးသွားတယ်သူမကိုမြင်စေတဲ့အရာမှန်သမျှကတရေတွေပျောက်သွားပြီလို့သူမတွေးမိတယ်ပြီးတော့ကျောင်းဂိတ်မှာသူမရဲ့အကောင်းဆုံးတငယ်ချင်းဟန်နာရဲ့ပခုံးပေါ်မှာအပြာရောင်တရေလက်တစ်ဖက်တင်ထားတာကိုတွေးလိုက်ရတယ်သူမမေးကြည့်တော့ဟန်နာဟာမကြသေးခင်ကဆွေမျိုးတယောက်ရဲ့ဇာပနာကိုတွားခဲ့တာသိလိုက်ရတယ်အဲ့ဒါကသူမရဲ့အရင်းနှီးဆုံးတငယ်ချင်းဖြစ်တာကြောင့်နီကိုကလစ်လူရှုထားလို့မရဘူးဒါကြောင့်အွန်လိုင်းမှာတရေတွေကိုဖယ်ရှားဖို့နီးလန်းပေါင်းအဆုံရှာကြည့်တယ်အင်တာနက်မှာအကြံဉာဏ်မျိုးမျိုးရှိတယ်တချို့ကစားကအလုပ်ဖြစ်တယ်လို့ပြောကြတယ်တချို့ကစူတောင်းပတိတွေလို့ပြောကြတယ်တချို့ကမော်ပညာကဖျားเจ้าကိုတွားလေတာလို့ပြောကြတယ်အဖြစ်အများဆုံးကစားပဲဟန်နာမကြည့်တဲ့အခါမီကိုကနောက်ကနေစားလက်တဆုပ်စာဖြူလိုက်